အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အောက်တန်းစားတွေကြောင်းအပိုင်း2ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်အပိုင်း1မကြည့်ရသေးဘူးဆိုလို့ရှိရင် description ထဲက link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့မျိုးမီထွေးပါတူတရတာတွေနဲ့ဓမ္မစာပေတွေအကြောင်းကို knowledge sharing လုပ်ပေးနေတဲ့သူတယောက်ပဲဖြစ်ပါတယ်တကယ်ချင်းတို့ဒီလိုအကြောင်းအရာတွေကိုသဘောကျနေချိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel ကို follow and subscribe လုပ်ထားကြဖို့တောင်းဆိုပါတယ်ခင်ဗျာဗုဒ္ဓခေတ်မြတ်စွာဘုရားရှင်လက်ထက်ကအိန္ဒိယလူဖွဲ့စီမှာလူဒန်းစားခွဲခြားမှုစနစ်ကအလွန်အားကောင်းခဲ့ပါတယ်ဗျမနတို့ကသူတို့ရဲ့အမျိုးနွယ်ကပဲအမျက်ဆုံးတခြားသူတွေကနေကြတယ်လို့ခံယူခဲ့ကြပါတယ်ဒါပေမဲ့ဗုဒ္ဓမြတ်စွာဘုရားကအဲ့ဒီအယူဆကိုပြင်းပြင်းထန်ထန်ညှင်းပယ်ခဲ့ပါတယ်လူတူရဲ့တန်ဖိုးကသူ့ရဲ့အမျိုးနွယ်ဒါမှမဟုတ်စင်ရဲချမ်းသာခြင်းမဟုတ်ပင်နဲ့သူ့ရဲ့ကိုကျင့်စရိုက်နဲ့သာတိုင်းတာတာဖြစ်ချောင်းကိုတွန်းတင်ဟောပြောခဲ့ပါတယ်ဝတ္တလာတုံမှာအကိကဘာရဒါစာဗျမနပုံနာနဲ့မြတ်စွာဘုရားတို့ကြားကဖြစ်ပွားခဲ့တဲ့ရိုင်းပြမှုတစ်ခုမှအစတင်ခဲ့တဲ့အရာကဗုဒ္ဓမြတ်စွာဘုရားကဘယ်အရာကလူအောက်တန်းစားတို့ရဲ့လက္ခဏာလဲဘယ်အရာကလူအောက်တန်းစားဖြစ်စေတဲ့အကြောင်းတရားလဲဆိုတာအသေးစိတ်ရှင်းပြတော်မူခဲ့ပါတယ်ဝတ္တလာတုတ်တော်မှာဗုဒ္ဓမြတ်စွာဘုရားကလူအောက်တန်းစားလူယုံမာရဲ့လက္ခဏာတွေကိုဂါထာပေါင်း20ဖြင့်ဟောပြောပြဆိုခဲ့ပါတယ်လူတယောက်ရဲ့အမျိုးနွယ်ကသူ့ကိုယုံမာသူဟုတ်ဒီမဟုတ်ဒီကိုဆုံးဖြတ်မပေးနိုင်ပဲနဲ့သူရဲ့အချင်းစရိုက်နဲ့အပြုတ်မှုကသာရုံးမာသူလူအောက်တန်းစားဖြစ်စေနိုင်ကြောင်းအလေးနဲ့ဟောပြောမိတ်ကြားခဲ့ပါတယ်အဲ့ဒါတွေကတော့နံပါတ်8မိတ်ဆွေများနဲ့ဆွေမျိုးတွေရဲ့အိမ်တော်ရေးကိုဖျက်ဆီးတဲ့သူပါအခုခေတ်မှာအမြဲတစေကြားနေရတဲ့အရာကတော့အိမ်တော်ရေးဖောက်ပြန်မှုတွေပါရုပ်ရှင်တွေဗီဒီယိုတွေနဲ့အပြင်လက်တွေ့ဘဝတွေမှာပါလင်းယောက်ျားကဖောက်ပြန်မှုဇနီးမယားကဖောက်ပြန်မှုတွေကမကြားချင်မှအဆုံးပဲဗျဘယ်သူမဆိုလူမှုရေးဖောက်ပြန်မယ်အိမ်တော်ရေးဖောက်ပြန်မယ်ဆိုလို့ရှိရင်ကျူးလွန်တဲ့သူကိုဘယ်လိုအကြောင်းပြချက်နဲ့မဆိုလူအတိုင်းဝိုင်းကအပြစ်တွေဝေဖန်ရှုတ်ချတာဝိုင်းကျင်တာကိုခံရမှာပဲဖြစ်ပါတယ်မမီတို့ဆွေမျိုးတွေရဲ့ဇနီးမယားကိုဖြစ်စီလင်းယောက်ျားကိုပဲဖြစ်စီဒါမှမဟုတ်တငယ်ချင်းမိတ်ဆွေတွေရဲ့ဇနီးမယားနဲ့လင်းယောက်ျားကိုအနိုင်ထက်ကာယပလပြုတာပဲဖြစ်စီနှစ်ဦးတဘောတူချစ်ကြိုက်တာပဲဖြစ်စီလုံကျိုးပြစ်မှာမိရင်တော့အဲ့ဒီသူကလူအောက်တန်းစားဝတ္တလာလို့ခေါ်တဲ့သူယုံမာတာဖြစ်ပါတယ်နံပါတ်9ကတော့အမိဖကိုမပြုစုတဲ့သူပါအသက်ကြီးရင်ပြီဖြစ်တဲ့အမိဖကိုကြွေးမွေးဆောက်ရှောက်ခြင်းမရှိဘဲနဲ့ပြစ်ပယ်ထားတာဖြစ်ပါတယ်ကိုတိုင်ကဆောက်ရှောက်နိုင်စွမ်းလည်းရှိတယ်ထောက်ပံ့နိုင်စွမ်းလည်းရှိတယ်ဒါပေမဲ့မိဘကျေးဇူးကိုမသိတတ်တဲ့သားသမီးတွေကိုမြင်ပူးကြမှာပါကိုယ့်အိမ်ပေါ်မှာခေါ်တင်ထားနိုင်ပါလျက်နဲ့ပြုစုရမှာဆိုလို့ဘိုးဘွားရိတ်တာပို့တာတွေမိဘရဲ့ကျန်းမာရေးနဲ့စားရေးတောက်ရေးကိုတာဝန်ယူရမှာဆိုလို့လမ်းဘေးမှာစွန့်ပစ်ကြတဲ့လူအောက်တန်းစားသားသမီးတွေကိုလည်းမြင်ပူးကြမှာပါငငယ်ကကျိုးမင်းပြုစုခဲ့တဲ့မေတ္တာတရားနဲ့ကျေးဇူးတရားတွေကိုမှမထောက်သူတို့စီကဘာမှမျှော်လင့်လို့မရတော့ပါဘူးကွာလို့တွေးကြတဲ့လူအောက်တန်းစားသားသမီးတွေကလောကကြီးမှာအများကြီးပဲဗျငါအဆင်ပြေနေပြီးရောမိဘကဘယ်လိုနေဘာပဲဖြစ်ဖြစ်ငါနဲ့မဆိုင်ဘူးလို့တွေးတဲ့သားသမီးတွေကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတိုင်ကလူအောက်တန်းစားသူယုံမာလို့တတ်မှတ်ထားတော်မူခဲ့ပါတယ်နံပါတ်10ကတော့မိသားစုဝင်တွေကိုနှိမ့်ဆက်ညှဉ်းပန်းတဲ့သူပါမိသားစုကိုမေတ္တာနဲ့စောင့်ရှောက်ရမယ့်စာရန်လိုမှုတွေနဲ့အောက်ချုပ်တတ်တဲ့သူတိုင်းကလူအညစ်ကြေးစိတ်တက်အောက်တန်းကြတဲ့သူတွေပဲဖြစ်ပါတယ်မိသားစုဝင်တူဦးကိုရိုက်နှက်ခြင်းကသူ့ရဲ့ခန္ဓာကိုယ်ကိုသာမကဘဲနဲ့စိတ်တက်ပိုင်းဆိုင်ရာကိုပါထိခိုက်စေပါတယ်နောက်ဆက်တွဲစိတ်တန်ရာတွေကနောက်မျိုးဆက်အထိလက်ဆင့်ကမ်းနိုင်ပါတယ်နှလုံးသားကိုကြည်စံထက်ပုံမနက်ဆိုင်စွာထိုးပေါင်းနိုင်တာကစကလုံးတွေပဲဖြစ်ပါတယ်ကျန်းတဲ့စကလုံးတွေနဲ့ညှင်းဆဲခြင်းကမမြင်နိုင်တဲ့စိတ်တန်ရာကိုဖြစ်စေပါတယ်မိဘမောင်နှမဆွေမျိုးသားချင်းတွေကိုဂျိုင်းနဲ့ညှင်းဆဲခြင်းကျန်းတဲ့စကားတွေနဲ့ဆက်ဆံခြင်းကလူရည်ချင်းတွေလှုပ်လေးမရှိတဲ့အရာတွေပါအဲ့ဒီအရာတွေကတာမန်စိတ်ထားယုံမှမှုထက်ပိုဆိုးပါတယ်ကျွန်တော်တို့စီမှာကြားဘူးကြမှာပါအိမ်တွင်းအကြမ်းဖက်မှုဆိုတာမူးလာလို့ရှိရင်မိသားစုကိုပြဿနာရှာမယ်အမျိုးမျိုးသောအကြောင်းတရားတွေနဲ့ရိုက်မယ်နှက်မယ်အဲ့လိုလောက်ရမှကျေနပ်တဲ့လူအောက်တန်းစားတွေလည်းရှိပါတယ်ငါကအိမ်တော်ဦးစီးပဲဆိုတိုင်းလုံးချင်ရလုံးမယ်စိတ်မနာနာအောင်ပြောမယ်မိသားစုဝင်တူမျက်ရည်နဲ့မျက်ခွက်ဖြစ်နေမှာစားဝင်တောင်းဝင်တဲ့သူကလည်းလူအောက်တန်းစားတွေပါပဲခင်ဗျာအိမ်တွင်အကြမ်းဖက်မှုဆိုတဲ့အမဲဆက်ကဆွေမျိုးသားချင်းတွေရဲ့ချစ်ချင်းမေတ္တာကိုအစိမ့်သိမ့်စေပါတယ်ပြီးတော့တန်ရုံးစင်ကျိုးတွေကိုလည်းပြတ်စီပါတယ်ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများထက်ကိုပိုပြီးနှက်ဆိုင်တဲ့စိတ်ဒဏ်ရာတွေကကြံရစ်တယ်ဆိုတာလူအောက်တန်းစားတွေသိစေချင်ပါတယ်ခင်ဗျာ
နံပါတ်7ကတော့လွဲမားတဲ့အကြံပေးတဲ့သူပါအကျိုးစီးပွားအတွက်အကြံတောင်းတဲ့သူကိုလမ်းလွဲအောင်အကြံပေးခြင်းပဲဖြစ်ပါတယ်စေတနာအမှားမဟုတ်ပဲနဲ့တမင်သက်သက်ပျက်စီးစေဖို့ရည်ရွယ်ပြီးတော့တလွဲအကြံပေးတဲ့သူပါပျက်စီးရာပျက်စီးကြောင်းကိုအမြုံစိတ်နဲ့လွဲမားတဲ့အကြံဉာဏ်ပေးတဲ့သူကလည်းဝတ္တလလို့ခေါ်တဲ့လူအောက်တန်းစားပါပဲခင်ဗျာကိုယ့်ကိုယုံကြည်စိတ်ချလို့တငယ်ချင်းကောင်းမိတ်ဆွေကောင်းမှလို့အတိမတ်ပြုတ်ပြီးတော့အကြံဉာဏ်တောင်းတာကိုပျက်စီးပါစေဆိုတဲ့စိတ်နဲ့တလွဲကြံပေးတဲ့သူကလည်းလူအောက်တန်းစားသူယုံမှများတာဖြစ်ကြပါလေခင်ဗျာနံပါတ်7ကတော့မိမိပြုတ်ခဲ့တဲ့မကောင်းမှုတွေကိုဖုံးကွယ်တဲ့သူပါတယောက်ယောက်ကမကောင်းမှုပြုလုပ်ပြီးတဲ့အခါသူများမသိပါစေနဲ့ဆိုပြီးဖုံးကွယ်ခြင်းကြတယ်ဒီလိုလူမျိုးကသူလုပ်တဲ့အမှားကိုဖုံးပြီးထားတတ်တယ်ဒါကြောင့်ဒီလိုလူတွေကိုမကောင်းတဲ့လူတွေကိုဘာလို့လဲဆိုတော့မကောင်းမှုလုပ်ပြီးဖုံးကွယ်တတ်တဲ့သူတွေဟာသူတို့ရဲ့အဖြစ်ကိုမသိကြအောင်ဆောင်ပြီးတော့တာဝန်ယူခြင်းနဲ့စိတ်လည်းမရှိကြဘူးဒီလိုလူတွေကလူအဖွဲ့အစည်းတွေအန္တရာယ်ရှိတဲ့သူတွေပါဒါကြောင့်မကောင်းမှုလုပ်ပြီးတော့ဖုံးကွယ်တဲ့သူတွေဟာဝတ္တလလို့ခေါ်တဲ့လူအောက်တန်းစားများတာဖြစ်လို့တတိထားပြီးရှောင်ကျဉ်ဖို့လိုပါတယ်ခင်ဗျာနံပါတ်73ကတော့တစ်ဖက်သက်အချောင်လိုချင်တဲ့သူဂုံးစင်းလိုက်တဲ့သူတွေပါကျွန်တော်တို့ကတငယ်ချင်းတူရဲ့အိမ်ကိုတွားပြီးတော့သူကျိုးမွေးတဲ့အစားအသောက်ကောင်းတွေအဲခံတဲ့အရာအားလုံးကိုတစ်ဖြည်းတစ်ဖြည်းစားပြီးတော့အားနာရမှန်းလည်းမသိဘူးစားတောက်ပြီးတော့သူကကိုယ့်အိမ်ကိုပြန်လာလေတဲ့အခါပြန်လေအဲခံကျိုးမွေးခြင်းမပြုတ်ဘဲနဲ့မသိချင်အောင်ဆောင်တဲ့လူမျိုးကိုမကောင်းတဲ့လူလို့တတ်မှတ်ရပါမယ်ဘာလို့လဲဆိုတော့လူပေါင်းဖွဲ့စည်းမှာကျေးဇူးတုံ့ပြန်မှုဆိုတာအရေးကြီးတဲ့တန်ဖိုးတစ်ခုပါလူတယောက်တယောက်ကကျွန်တော်တို့ကိုအဲခံကျိုးမွေးတဲ့အခါမှာကျွန်တော်တို့အနေနဲ့လည်းပြန်လေကျေးဇူးဆက်ဖို့လိုတယ်ဗျဒါကလူမှုဆက်ဆံရေးရဲ့အခြေခံကျင့်ဝတ်တစ်ခုပါလူငယ်တွေအနေနဲ့လည်းတငယ်ချင်းတွေနဲ့စားတောက်ဆိုင်မှာစားကြတောက်ကြတော့မယ်ဆိုလို့ရှိရင်ဒီတစ်ခေါက်တော့သူရှင်းပေးတယ်ဆိုလို့ရှိရင်နောက်တစ်ခေါက်ဆိုမဖြစ်မနေကိုရှင်းပေးရမှာပါဒီလိုနေရာမှာအချောင်ပဲလိုက်နေတဲ့သူကလည်းအောက်တန်းကြတဲ့သူပါပဲခင်ဗျာဒီလိုတောက်ပြန်မှုကိုလှစ်လူရှုပြီးတော့တစ်ဖက်သက်အကျိုးယူတဲ့သူတွေဂုံစင်းပဲလိုက်နေတဲ့သူတွေဟာလူအဖွဲ့စီတွက်မကောင်းတဲ့သူတွေပါဒါကြောင့်ကျေးဇူးတုံ့ပြန်မှုကိုလေးစားပြီးတော့လူမှုဆက်ဆံရေးကိုမျှတစွာထိန်းသိမ်းတတ်ဖို့လိုတယ်ဗျမိတ်ဆွေတွေပေါ်မှာအမြဲတမ်းဂုံစင်းလိုက်ခြင်းကလည်းအောက်တန်းကြခြင်းတစ်မျိုးပဲဖြစ်တယ်ဗျနံပါတ်14ကတော့ရဟန်းရှင်လူများကိုလှည့်ပြားတတ်တဲ့သူပါကျွန်တော်တို့ကရဟန်းတန်ကဒါမှမဟုတ်စင်းရဲတဲ့သူတောင်းစားတဲ့သူတွေကိုလှူဒန်းမှုပစ္စည်းလေးပါနဲ့ဖိတ်ကြားထားပြီးလို့ရှိရင်မဖြစ်မနေလှူဒန်းရပါလိမ့်မယ်ကိုတိုင်ကလည်းအလှခံပါလို့ဖိတ်ကြားထားပါလျက်နဲ့လာပြီးအလှခံတော့မှမဟုတ်မမှန်တဲ့စကားတွေနဲ့လိန်လည်တက်တဲ့သူကိုမကောင်းတဲ့လူလို့တတ်မှတ်ရပါမယ်ကျွန်တော်တို့မှာယုံကြည်မှုနဲ့ရိုးသားမှုဆိုတာအရေးကြီးတဲ့အခြေခံအုံမြစ်တွေပါတယောက်ယောက်ကိုလှူဒန်းမှုဖိတ်ကြားထားပြီးလို့ရှိရင်လိန်လည်လှည့်ပြားတာကယုံကြည်မှုကိုဖျက်ဆီးတာနဲ့တူတူပါပဲဗျဒီလိုလူတွေကသူတို့ရဲ့လှည့်ပြားမှုတွေနဲ့လူတွေရဲ့ကျေးဇူးတုံ့ပြန်မှုကိုအလွဲသုံးစားလုပ်ပြီးတော့ကိုရိုးရှာတတ်ကြတယ်ဒီလိုလုပ်ရက်တွေဟာခင်မင်မှုကိုပျက်စီးစေတဲ့ပြင်လူတွေကြားယုံကြည်မှုကိုလည်းပြိုကွဲစေပါတယ်ဒါကြောင့်ဒီလိုလူတွေကိုတတိထားပြီးတော့ရှောင်ကျဉ်မှုလိုပါတယ်ရိုးသားမှုနဲ့ယုံကြည်မှုကိုထိန်းသိမ်းမှုဆိုတာကျွန်တော်တို့အားလုံးရဲ့တာဝန်ပါပဲဗျဒီလိုလူတွေရဲ့လုပ်ရက်တွေဟာသူတို့ကိုယ်တိုင်အတွက်လည်းမကောင်းကျိုးတွေဖြစ်စေနိုင်ပါတယ်ဘာလို့လဲဆိုတော့လိန်လည်လှည့်ပြားတတ်တဲ့သူတွေဟာနောက်ဆုံးမှလူတွေရဲ့ယုံကြည်မှုကိုဆုံးရှုံးပြီးတော့အထီးကျန်သွားတတ်ကြတယ်ဗျဒါကြောင့်လူတွေအနေနဲ့ရိုးသားမှုကိုအမြဲတမ်းမှုထားပြီးတော့လှည့်ပြားမှုတွေကိုရှောင်ကျဉ်မှုလိုပါတယ်ဗျဒါကြောင့်လေဒီလိုလိန်လည်လှည့်စားတတ်တဲ့သူတွေဟာဝတ္တလလို့ခေါ်တဲ့လူအောက်တန်းစားသူယုံမာတွေဖြစ်တဲ့အကြောင်းကိုတင်ပြရင်းနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုအပိုင်း2ကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျာနောက်ပတ်မှာလည်းကြန့်ရှိနေသေးတဲ့အပိုင်း3ကိုဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel ကိုလည်း follow and subscribe လုပ်ထားပေးကြပါအောင်လို့ပြောကြရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျာတကယ်ချင်းတို့လည်းဝတ္တလလို့ခေါ်တဲ့လူအောက်တန်းစားတွေနဲ့ဝေးတဲ့ဘဝမှာပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ